Media Switch channel လေးကနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်။အင်္ဂလိပ်စာကိုဘယ်လိုခုနဲ့ထိထိရောက်သင်ကြားခြင်းဆိုလို့ရှိရင်တော့ဒီ channel ကတင်တော့ပါပဲ။ကျွန်တော်ရဲ့နာမည်ကဂီတာဖြစ်ပြီးတော့အင်္ဂလိပ်စာကိုတဘာချာချာသင်ရလို့ဗီဒီယိုလေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သင်ကအင်္ဂလိပ်စာကိုလေ့လာခြင်းနဲ့ဘယ်ကနေစတင်လာမှမသိလို့လား။ဒါမှမဟုတ် grammar နဲ့ပတ်သက်ပြီးတော့ဝန်နာမသိဒီနာမသိလို့အခက်တွေ့နေတာ။အသက်တင်တဲ့ vocab တွေကိုမချခဏဆိုလို့မေ့တာတတ်လား။လူရနဲ့ English လို့ပြောဆိုဖို့နားလည်ဖို့အခက်ခဲနေလို့လားစိတ်ပူပါနဲ့လေ့လာနေတဲ့လူတွေအတွက်ဒါမျိုးကဖြစ်တတ်ပါတယ်။သင်ကအင်္ဂလိပ်စာကိုစနစ်တကျလေ့လာသင်ကြားနိုင်မယ်ဆိုလို့ရှိရင်တော့ဒီခက်ခဲတွေကရှိတော့မှမဟုတ်ပါဘူး။သင်က beginner ပဲဖြစ်စေတူတက်ရှင်နာပဲဖြစ်စေဒီ channel မှာသင်တို့လေ့လာသင်ကြားတစ်ခုခုကတော့ရှိနေမှာပါ။အင်္ဂလိပ်စာကတာမန်ဘာသာစကားတစ်ခုတော့မဟုတ်ပါဘူး။ဒါကကမ္ဘာလုံးဆိုင်ရာကျွမ်းကျင်မှုတစ်ခုပဲဖြစ်ပါတယ်။လောကခွင့်လန်းတဲ့ရှာဖွေဖို့ပဲဖြစ်ဖြစ်နိုင်ငံခြားမှာပညာသင်ယူဖို့ပဲဖြစ်ဖြစ်တကမ္ဘာလုံးကလူတွေနဲ့ဆက်သွယ်ဖို့အတွက်အင်္ဂလိပ်စာကတကယ်ကိုအရေးကြီးနေပါပြီ။နောက်ဆုံး TikTok, YouTube, Netflix စတဲ့နေရာတွေကနေပြီးတော့ movie တွေကိုလည်းမြန်မာစာအုပ်မလိုပဲနဲ့မူရင်းကိုတိုင်းရိုက်ကြည့်ခံစားနိုင်မှာပါ။ဒါကြောင့်မို့ဒီအင်္ဂလိပ်စာကျွမ်းကျင်မှုစကီကိုမြင့်တင်ပြီးတော့အနာဂတ်တကားတွေကိုဖွင့်လှစ်နိုင်ပါ။တို့ရဲ့ channel မှာဆိုလို့ရှိရင်တော့နားလေရလုပ်ကိုစီမဲ့ grammar channel ရက်တွေနေ့စဉ်လက်တွေ့အသုံးပြုရမယ် vocabulary တွေပြီးတော့ speaking နဲ့ listening တွေအသုံးဝင်စေမဲ့ video တွေကိုတစ်ဆက်ပြီးတော့မှမို့တို့ရဲ့ channel လေးကို subscribe လုပ်ခဲ့ပြီးတော့တင်ပေးတဲ့ video လေးတွေကိုစနစ်တကျလေ့လာနိုင်မယ်ဆိုလို့ရှိရင်တော့တည့်ရဲ့ English စာ skill ကနင်ထပ်ပုံထပ်လာမယ်ဆိုတာအားမခံပါတယ်။နောက် channel လေးရဲ့ introduction video လေးကိုအဆုံးထိကြည့်ပြီးရဲ့ကြောက်ချင်းစံကိုအများကြီးသင်ရှိပါတယ်။နောက်ထပ်စာသင်ကြားမှု video လေးတွေမှာပြင်တွေ့ကြမယ်။ Bye bye